ရှင်မလားရှင်ဘယ်လိုဒီရောက်လဲကျမရှင်လောက်သွားနေရထင်နေတာ ကိုဒါကိုတတိယလေတတိယဒီနေ့သူ့အိမ်မှာလောကိစ္စရှိလို့လေကိုလာကူပေးပါစလို့ကိုလာပြီးကူပေးနေတာ ကိုရဲ့ဘသူရောက်ညာလဲ မိမတမ်းမလားဒါ မင်းမိမတမ်းပါလေဘာမိမမှမရှိဘူးဒီမှာ ရှင်လေရှင်ယူထားတဲ့မိမစောရနာမကြမြတ်မှတ်နေလား မင်းစိတ်လျှော့စမ်းမှာဘာတွေဖြစ်နေတာလဲ စိတ်လျှော့ရပဲဟဟလားကျမလေအကောင်မကိုစပင်ဆွဲပိုက်ရင်မှစိတ်လျှော့နေ ဟာမိုးလေမင်းအဲ့လိုလို့ငါတက်တာတော့လုံးပြောမှာပေါ့မင်းကပြောပြမယ်နော်ကိုမိမကိုရမ်းချစ်တယ်ဟုတ်လားကိုဘလို့အကြောင်းထဲမှာကိုသစ္စာဖောက်မှာပါပြီးတော့အဲ့ဒါကိုတတိယမိမအား ဟုတ်လား မင်းအားနာစီမှာရှောက်ပြောနေရလေ ဒါမှမှလည်းကျမမသိလိုက်ဘူးပါ ပြောဒီမှာအလုပ်တွေအများကြီးပဲပစ္စည်းကြီးလာအဲ့လောက်ကြားလာကွာမြင်လာခဲ့ မင်းကြားမလားမတတိကိုခေါ်နေကဲတော့တင်ပါ ဟုတ်ပြီအော်နေရောမိသွားလို့ဒီမှာဒါကျမတို့ online shopping ရမှာထားတာကျမပို့တာနောက်ကျလို့လက်ဆောင်လေးပါထည့်ပေးလိုက်တယ်ပြောလိုက်အောင်နော် အေးပြောလိုက်မယ်နော်တော့နော်ကိုညနေစောပြန်နေတယ်တလီဒီမှာပါဆက်ရပြီ ဟမ် တလီနေကိုမေးမယ်ခုနကယောက်ျားတိုင်ကြီးထွက်လာလေဘယ်လိုလုပ်လိုက်တာ ကိုကလိုင်းနဲ့လောက်ထားလေ အဲ့လိုလုပ်လို့ရ ဟွန်း တော်လိုက်တာညံတော့ကောင်းတာပဲတလီ အဲ့လောက်ချင်မှာမဟုတ်ပါမဟုတ်ကိုရဲ့ရုပ်ဆိုးဆိုးမိမရမိသွားမှာ ထားလိုက်စမ်းပါ तू အဲ့လိုပဲတခါလေးကျန်နေကောက်တောက်လူကောင်းနေထဲမယ်ဘာမှမဖြစ်ဘူး ဒါနဲ့ကိုကအလုပ်ပြန်သွားအောင်ပါ ကိုဘာလို့ပြန်သွားမှာလဲကိုယ်ခက်တော့ဘောစီပဲယူဒီတိုင်းထားလိုက်စမ်းဘာမှမဖြစ်ဘူးနော်ဒီစနေကြရင်သူကကိုအလုပ်ထင်းကလုံများနေလို့ထင်တယ် မင်းကဟင်းနဲ့များလိုက်လားဟမ်သူလည်းမလို့အဲ့လောက်အများကြီးချက်တာ နေပါဦးကျမဒီနေ့ရှိတဲ့သေးကိုဒင်နာစားကိုဖိတ်ထားရလေ ဟာတို့ရဒါနဲ့မင်းကိုခိုင်းထားတဲ့လုပ်ကိစ္စတွေပြီးသွားပြီလားမင်းကလည်းကွာနောက်ကျလိုက်တာငါတော့မင်းကိုစောင့်နေတာ ဟုတ်ကဲ့ဆရာဟိုဆရာခိုင်းရတဲ့အလုပ်တွေကျွန်တော်အကုန်လုံးပြီးပါပြီကျွန်တော်ဒီနေ့နည်းနည်းလေးနောက်ကျသွားဆရာကျွန်တော်တောင်းပါပါ ဒီမိုက်ပဲဖျားရ ဒါနဲ့ဆရာကိုသူကတယောက်အလုံးမအောင်အဆင်ပြေရလား သူကတကယ်တော်တဲ့လူငယ်တယောက်ပါလုံးမလဲကြိုးစားတယ်ကက်စတမာရဲ့ပစ္စည်းတွေကိုအချိန်မီပို့ပြီးလို့သူ့ကိုပဲအများအားကိုးနေရတာဗျာကျွန်တော်ပါ ဆရာဒါနဲ့ဒီနေ့လို့ဒင်နာလက်ဆောင်စားနေရဆရာမျိုးသမီးခေါ်ခဲ့ရောဗောဆရာရဲ့ ဟောကျွန်တော်အမျိုးသမီးမရှိဘူးဗျလူရွေးတယောက် ဟာဆရာ ဟာမင်းဘယ်လိုလုပ်ကြလဲကွာမင်းကွာ တောင်းပါပါဆရာဟောပေးကုန်ပြီဟောမိမရောဆရာဟိုတန်ချင်းလို့ဖို့အတွက်လေးရေချိုးကနေခေါ်ပါလိုက်ပါငါနေချင်ကောင်းနော် ဟုတ်ပါပြီကျမလိုက်ပို့ပေးလိုက်ပါဒီလာကြရင်မင်းကိုဘာဖူးကောင်းကောင်းပေးရဟာအခုတော့မှဖြစ်တော့လို့အလုပ်ထဲမှာမီးလောင်နေလို့တဲ့ အော်နေပါဦးဆရာရဲ့တေချာဝအောင်ဖုန်းလေးဆက်ပြီးတီးပြလိုက်ပါအောင်လား အေးမင်းပြောတာမစိုးဟာဒါမေးပို့လိုက်တာမင်းနဲ့ကနှစ်ယောက်ရှိနေတာတော့ဖိတ်တထောက်စီရလားကွာ ဟာအဲ့လိုမဟုတ်ပါဘူးဆရာကျွန်တော်ရှင်းပြပေးပါမယ်ဆရာအဲ့လိုမဟုတ်ပါဘူး ရှော့ဒါလေးလည်းရှင်းပါ ဘာလို့ပြန်သွားမှာလဲအဲ့ကိုတထေဘောစီခတော်လုံးပေးယူကောင်းလိုက်တဲ့ဘာဖြစ်မိတာဘယ်တော့ record လုပ်တာလဲ ငါဘာလာရှင်းပြမနေနဲ့တော့မင်းကငါ့ရဲ့ယုံကြည်မှုတွေကိုအလွဲသုံးစားလုပ်လိုက်တာပဲငါမင်းမျက်နှာလည်းငါမကြည့်ရင်ဘူးဒီနေ့ကဆိုင်မင်းငါတို့ထုတ်လိုက်ပြီ
မိမတောင်းမှမှာကွာကိုရှင်းပြပါမယ်နော် ဘာမှရှင်းပြမနေပါနဲ့ကျမရှင့်ကိုတိတ်ချစ်တာ